အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube Channel ကနေကြိုဆိုပါရစေ။မနက်ဖြန်ကစားမယ့် AFC Champions League စစ်ပွဲဒုတိယပွဲမှာ AR အသင်းနဲ့ No Limit အသင်းတို့ကစားသွားကြမှာဖြစ်ပါတယ်။ AR အသင်းတို့ရဲ့ဒီပွဲကလည်းအရေးကြီးတဲ့ပွဲစဉ်တစ်ခုဖြစ်ပါတယ်။ပထမပွဲမှာ FC ဂျူရောင်းကို၄ဂိုးပြတ်နိုင်ထားတဲ့ဆိုပေမဲ့အုပ်စုမှာပထမရတဲ့အသင်းတဲသာခြေစစ်ပွဲအောင်မြင်မှာဖြစ်တာကြောင့်ဒီပွဲကိုအနိုင်ရတဲ့ဆိုတာထက်ဂိုးပြတ်နိုင်မှုပိုအရေးကြီးပါတယ်။ပထမပွဲမှာ AR အသင်းကတိုက်စစ်အားသာချက်ကိုထိထိရောက်တုံးချသွားနိုင်တာတွေ့ရပါတယ်။ကွဲလေပိုင်းစိုးမနိုင်မှုတစ်ဖက်အသင်းကို present ပေးနိုင်မှုတိုက်စစ်ကအဆုံးသက်ကောင်းမွန်တာကိုလည်းတွေ့ရပါတယ်။ဒုတိယပွဲစဉ်ဖြစ်တဲ့ဒီပွဲမှာတော့ဝက်ထက်လူစင်းကိုအပြောင်းလဲပြုလုပ်နိုင်ခြေရှိပြီးမိထက်လူမက်ကန်နာဒေးဗစ်ဆန်တို့ကစားသမားတွေပါဝင်လာနိုင်ပါတယ်။ပထမပွဲမှာ၄ဂိုးပြတ်အနိုင်ရခဲ့လို့ယုံကြည်မှုပိုမြင့်လာနိုင်ပေမဲ့ဒီပွဲမှာလည်းပထမပွဲကလိုကစားပွဲရဲ့အစပိုင်းကိုပြင်းပြင်းထန်ထန်တိုက်စစ်ဆင်မဲ့ပုံစံမျိုးတော့မတွေ့ရပါဘူး။ဒီအုပ်စုမှာ AR အသင်းရဲ့ရလက်ဆိုတာတဲ့တစ်ဖက်ကနေတိုင်းပြီး City နဲ့ FC ဂျူရောင်းတို့ရဲ့ပွဲစဉ်ကိုလည်းစောင့်ကြည့်ရမှာပါ။ဒီပွဲစဉ်ကလည်း AR အသင်းတွေအရေးကြီးတဲ့ပွဲစဉ်ဖြစ်ပြီးနေ့တိုင်းပြီး City က FC ဂျူရောင်းကိုဂိုးပြတ်နိုင်ခဲ့ဘူးဆိုရင်တော့ AR FC ကဇယားရဲ့ထိပ်ဆုံးမှာရပ်တည်နေမှာပါ။ဒီလိုမှသာရှေ့စပွဲအောင်ဖို့လမ်းစာရှိမှဖြစ်ပြီးနေ့တိုင်းပြီး City နဲ့တွေ့တဲ့ပွဲစဉ်မှာတေတမတ်ရရုံနဲ့ရှေ့စပွဲအဆင့်ကိုအောင်မှာဖြစ်လို့ဂိုးပြတ်သွင်းဖို့လည်းအရေးကြီးတယ်လို့တစ်ဖက်အသင်းရဲ့ရလက်ကိုစောင့်ကြည့်ဖို့ကလည်းလိုပါတယ်။နေ့တိုင်းပြီး City ကပထမပွဲစဉ်မှာ No Limit အသင်းကိုဂိုးပြတ်အနိုင်ရထားတာကြောင့်စိတ်သက်ပန်းဆိုင်ရာပြင်းနေပြီး FC ဂျူရောင်းကိုဘယ်လိုရင်ဆိုင်မလဲဆိုတာကစိတ်ဝင်စားစရာကောင်းတာပါ။ FC ဂျူရောင်းဘက်ကလည်းပထမပွဲမှာဂိုးပြတ်ရှုံးထားတာကြောင့်သူတို့ရဲ့အမားတွေကိုပြင်ဆင်ပြီးနေ့တိုင်းပြီး City ကိုဘယ်လိုရင်ဆိုင်မလဲဆိုတာလည်းစောင့်ကြည့်တဲ့ပွဲဖြစ်ပါတယ်။ကျွန်တော်မြင်မိသလောက်ရှေ့မှာပြောခဲ့သလိုကွဲလေပိုင်းဆုံးနိုင်မှုတိုက်စစ်အဆုံးသက်ကောင်းမှုတွေကြောင့် AR အသင်းကပဲအသာစီးရတဲ့ဘက်ကရှိမှာပါ။ AR အသင်းရဲ့တိုက်စစ်ကို No Limit အသင်းဘယ်လောက်ထိထိန်းချုပ်နိုင်မလဲဆိုတာပဲစောင့်ကြည့်ရမှာပါ။အားလုံးရဲ့ခံမှန်းချက်တွေကို comment မှာရေးပေးခဲ့ကြပါခင်ဗျာ။ကျွန်တော်နောက်ထပ်တင်ဆက်ပေးချင်တဲ့အကြောင်းအရာက AR အမျိုးသမီးအသင်းနဲ့ FC ဂျူရောင်းအသင်းရဲ့ပွဲမှာ AR အသင်းရဲ့ခြေစွမ်းတဲ့ကစားသမားတွေရဲ့ခြေစွမ်းကချီးကျူးစရာဖြစ်တယ်လို့ဆိုကြပါတယ်။ဒီနေရာမှာကျွန်တော် highlight လုပ်ချင်တာကပြည်တွင်းကစားသမားဆိုရင်ဖြည်းဖြည်းဝင်းဖြစ်ပြီးပြည်ပကစားသမားဆိုရင်တော့အသက်20ရွယ်ဂျပန်ကစားသမားလေးယူရီကာဆိုင်မှာ Player of the Match ရရှိခဲ့တဲ့ဒီကစားသမားလေးရဲ့အကြောင်းကိုတင်ဆက်ပေးချင်တာပါ။ပြိုင်ပွဲนี้မှာ AR အသင်းနဲ့ပူးပေါင်းခဲ့တဲ့ဂျပန်ကစားသမားတွေ9ဦးထဲကတဦးဖြစ်ပါတယ်။ပြိုင်ပွဲအစမှာပွဲထွက်ခင်ရပြီးစွမ်းဆောင်ရည်ကောင်းကိုပြသသွားပါတယ်။35မိနစ်မှာဂိုးရယူနိုင်ခဲ့ပြီးအဲ့ဒီဂိုးကနေသူ့ရဲ့တူးချင်းစွမ်းဆောင်ရည်ကိုပြသနိုင်တယ်လို့အဲ့ဒီဂိုးကလည်း quality ကိုဖြစ်ပါတယ်။တကယ်တော့ဂိုးမသွင်းခင်မိနစ်အနည်းငယ်မှာအဝေးကန်ချက်နဲ့ဂိုးရယူကိုစ조사ခဲ့ပေမဲ့ FC ဂျူရောင်းရဲ့ဂိုးသမား Hazel Blink ကကာကွယ်သွားခဲ့တာပါ။ဒီပွဲကိုကြည့်ရင်ယူရီကာဆိုင်ရဲ့အားသာချက်တွေကိုမြင်ရတာကအခွင့်အရေးတွေကိုအမြင်မြန်အသုံးချနိုင်တာSpring ကောင်းတော့တူးချင်းပေါ်လုံးဆွဲပြေးနေတာတစ်ဖက်အသင်းကို present ပေးနေတာနဲ့ဂိုးတွေအတွင်းအန်ဒီရပေးနေတာတွေ့ရပါတယ်။ AR အသင်းကအာရှချန်ပီယံလိရဖို့ပြည်ပကစားသမား10ဦးထိခေါ်ယူအပ်ထားချိန်မှာယူရီကာဆိုင်အပါအဝင်ဂျပန်ကစားသမားလေးတွေရဲ့ကစားအားနဲ့ကစားပုံကအထင်ကြီးစရာပါ။ဒါကြောင့်မို့ယူရီကာဆိုင်ကပထမပွဲမှာထဲကအထင်ကြီးစရာရှေ့စွမ်းပြသထားတဲ့ကွင်းလေကစားသမားတို့လို့ဆိုနေပါတယ်။နောက်ပွဲတွေမှာယူရီကာဆိုင်အပါအဝင်ပြည်ပကစားသမားတွေရဲ့ရှေ့စွမ်းဘယ်လိုအနေထားရှိမလဲဆိုတာဆက်လက်စောင့်ကြည့်သင့်ပါတယ်။နောက်ပွဲတွေမှာရာဇဝင်များရဲ့တို့သမီးသို့မဟုတ် AR အသင်းကိုအားပေးသွားကြမယ့်ပရိသတ်တွေရှိရင်လူကြီးမင်းတို့ရဲ့အမြင်ကို comment မှာရေးပေးခဲ့ကြပါဦးခင်ဗျာ။